ဂျပန်စာကိုအခုမှစပြီးတော့လေ့လာမယ်ဒါပေမဲ့အသက်အရွယ်ကလည်း30ကျော်နေပြီ35 36ဖြစ်နေပြီပေါ့နော်40နာကိုကတ်နေပြီဂျပန်စာကိုအခုမှစပြီးတော့လေ့လာပြီးတော့လာဖို့လို့အတွက်အဆင်ပြေပါမလားဆိုပြီးတော့စိုးရိမ်နေတဲ့သူတွေအတွက်ဒီတစ်ခေါက်ဗီဒီယိုလေးကတော့ရှိရပါတယ်ရှင်ကျောင်းနဲ့လာမဲ့သူတို့ငယ်အရင်ဆုံးပြပြခြင်းတယ်နော်ကျောင်းတွေကလည်းတစ်ကျောင်းနဲ့တစ်ကျောင်းနဲ့မတူဥမာငယ်တက်တဲ့ကျောင်းဆိုလို့ရှိရင်အသက်28နှစ်ထိသူကခေါ်တယ်တချို့ကျောင်းတွေဆိုလို့ရှိရင်အသက်30ကျော်ထိအောင်ခေါ်တယ်ကွာသိလားအဲ့တော့ငယ်ပြောချင်တာကိုရှောက်မဲ့ကျောင်းပေါ်လည်းမူတည်သေးတယ်ပေါ့နော်ကိုကဒီကျောင်းကိုရှောက်ရှင်တယ်ဒီကျောင်းကအသက်အရွယ်ပိုင်းခြားနဲ့ဘလောက်နဲ့ခေါ်တာလဲကိုကဂျပန်စာမြင့်နေရကိုအသက်အရွယ်နဲ့ပေါ့နော်ဥပမာကိုအသက်က32ဖြစ်နေရဂျပန်စာ N4 ဆိုလို့ရှိရင်နည်းနည်းတော့ပေါ့နော်ကိုကြွတော့ chance တော့နေတာပေါ့နော်အချို့အကြောင်းတွေကကြောက်ရလဲပေါ့နော်သူတို့ကဒီရောက်လို့ရှိရင်အကြောင်းဆက်တက်ပါမလားဒီ language school တွေတော်တော်များများတော့သူတို့ကဆယ်မွန်ပဲဖြစ်ဖြစ်ဒိုင်ကောက်ခုပဲဖြစ်ဖြစ်ဆက်သွားစေချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိရတဲ့အတွက်ကြောင့်မို့အကြောင်းဆက်မတက်လောက်ဘူးဒီအသက်အရွယ်ရောက်နေပြီပေါ့နော်အဲ့လိုမျိုးတွေကြောင့်လည်းမခေါ်ပေါ့အကြောင်း interview တွေကိုကွာ29 28ဆိုလို့ရှိရင်ဖြုတ်ချခဲ့တာမျိုးရှိတယ်လို့တချို့အကြောင်းတွေကကြောက်ရတယ်လက်ခံပါတယ်လက်ခံတဲ့အကြောင်းတွေလည်းအများကြီးရှိပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီအကြောင်းတစ်ကြောင်းပဲရှောက်ပြီးတော့ဒီအကြောင်းကအဆင်မပြေဘူးဆိုပြီးတော့စိတ်တက်မကြဘဲနဲ့နောက်ထပ်ကျောင်းတွေဘယ်ကျောင်းတွေကဒီလိုမျိုးပေါ့နော်အသက်အရွယ်ပိုင်းခြားနဲ့ပတ်သက်ပြီးတော့ကိုကအသက်အရွယ်နဲ့စိတ်ပူတယ်ဆိုလို့ရှိရင်တခြားကျောင်းတွေကဘယ်လိုမျိုးရှိလဲဘယ်လိုမျိုးအကြောင်းကျောင်းတွေပဲလာခြင်းတဲ့သူတွေအတွက်နော်တခြားကျောင်းတွေကဘယ်လိုမျိုးအခြေအနေရှိလဲဆိုတော့တစ်ချက်စုံစမ်းပြီးတော့ကျောင်းတစ်ကျောင်းတွေကိုမလျှောက်ခင်နေပေါ့နော်ကျောင်းတွေကိုလျှောက်ကြည့်ဖို့လို့အတွက်ငယ်အကြံပေးကြပါတယ်နောက်တစ်ခုကဘာလဲဆိုအလုံးနဲ့လာမဲ့သူအလုံးနဲ့လာမဲ့သူတွေလည်းအဲ့လိုပဲပေါ့နော်ငါအသက်ကပေါ့နော်ဥမာ35ဖြစ်နေပြီအဆင်ပြေပါမလားငါအသက်က36ဖြစ်နေပြီအဆင်ပြေပါမလားဒီမျိုးကွာ40နာကတ်နေလို့အဆင်ပြေပါမလားဒီအဲ့လိုမျိုးတွေစဉ်းစားနေမဲ့အစားအဲ့လိုမျိုးစဉ်းစားနေတဲ့အချိန်မှာဂျပန်စာကိုထပ်ကိုကတိုးတက်အောင်လုပ်ဖို့ဂျပန်စာကိုမြင့်တဲ့မြင့်အောင်လုပ်ဖို့လို့အတွက်ငယ်ကအကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့မှန်တယ်ဒီအသက်ငယ်တဲ့သူတွေရောနည်းနည်း chance ပုံများတယ်ကွာအသက်ငယ်တဲ့သူတွေကိုခေါ်တယ်ဒါပေမဲ့အသက်ကြီးလို့မခေါ်ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဒီ company ဒီအလုပ်မှာမရလို့ရှိရင်နောက်ထပ်အလုပ်တွေအများကြီးရှောက်လို့ရတယ်ကွာ interview ကြနေတာစိတ်တက်မကြနဲ့အဓိကဟာလေဘယ်အလုပ်ပဲလို့စိတ်တက်မကြဘူးကအဓိကပဲစိတ်တက်ကြသွားပြီဆိုတော့ဥပမာကနေမကောင်းတဲ့ဟာကြီးကိုကွာစိတ်တက်ကြနေလို့ဆိုအဲ့အဖျာမပြောက်ဘူးသိလားဘာလို့လဲဆိုစိတ်နဲ့ပဲကူရတာအရာရာကလေဟိုအသေးကွဲနေတယ်အသေးကွဲနေဟောငါအသေးကွဲနေရဲဆိုပြီးစိတ်ထက်ကြနေလို့ရှိရင်ဒီအသေးကွဲတာပျောက်မလားအဲ့တော့ကိုယ်စိတ်ကိုကိုယ်ပဲပြန်ပြီးကူသားမှဒီအသေးကွဲတာပျောက်မှာလေဟုတ်တယ်မို့လားအဲ့လိုမျိုးပဲဘယ်အလုပ်ပဲမဆိုပါသေးလားစိတ်ထက်ကြသွားလို့ရှိရင်အဲ့ဟာဘာမှလုပ်လို့မရအောင်ကိုနဲ့ပဲဆိုင်တာဘယ်ရမဆိုအဲ့တော့ငါအသက်ကြီးသွားလို့ငါအခုမှ N5 ပဲရှိသေးတယ်ငါအခုမှပေါ့နော်ငါ N4 ပဲရှိသေးတယ်ငါအဆင်ပြေပါမလားဒီလိုမျိုးတွေစဉ်းစားနေမဲ့စားဥမာတစ်နှစ်ခွဲလောက်ပဲအချိန်ယူကွာအများဆုံးပြောတာနော်ဒါအများဆုံးအချိန်ယူခိုင်းတာတချို့ဆိုလို့ရှိရင်ဂျပန်စာကဒီခဏလေးနေတော့မှပဲသိရမို့လား level ကိုမြင့်နိုင်တဲ့သူတွေအောင်ရှိရကွာအဓိကကြိုးစားအားထုတ်မှုပဲဘယ်လိုမျိုးနီးတန်းတွေရှိလဲငါဘယ်လိုမျိုးဆိုလို့ဘယ်လိုမျိုးထွက်ရင်ပို့ပြီးတော့အဆင်ပြေမလဲဆိုတာတခြားသူတွေကွာငယ်ကအခုခွန်အားတစ်ခုပဲပေးနိုင်မှာအကြံဉာဏ်တစ်ခုပဲပေးနိုင်မှာလောက်တာကိုယ်တိုင်လုံးမှာရမှာလေဟုတ်တယ်မလားကိုတိုင်ဒီဟာကိုဆုံးဖြတ်ချက်ချပြီးကိုကဒီလမ်းကြောင်းပေါ်ကိုကိုကရောက်ချင်တဲ့စိတ်ကပြင်းထန်ပြီးတော့ရှောက်ရှင်လို့ကျဘယ်အလုံးမဆိုဘယ်နိုင်ငံမဆိုသွားလို့လွယ်တယ်တကယ်လွယ်တယ်ကိုကသွားချင်စိတ်ရှိရင်တကယ်ကိုလွယ်ပါတယ်အဲ့တော့ငယ်ကပြောချင်တာကလေဘာလဲဆိုတော့စိတ်တက်ကြီးထိုင်ကြနေမဲ့အစားဂျပန်ကိုလာမယ်ဘယ်လမ်းကြောင်းနဲ့လာမှာလဲဒါငယ်ခဏပြောမှာဘယ်လမ်းကြောင်းနဲ့လာကျင်တာလဲလာကျင်တဲ့လမ်းကြောင်းကိုကိုယ်တိုင်သိချစုံစမ်းပြီးတော့ agency တွေနဲ့လည်းအများကြီးမူတည်ပါတယ်ဒီ agency ကဒီလိုမျိုးငါတို့လိုအရွယ်အတွက်အဆင်ပြေနိုင်လားတကယ်ခေါ်နေတာသိချလားပေါ့နော်ဘယ်လမ်းကြောင်းနဲ့လာလို့ရတယ်လမ်းကြောင်းနဲ့အရင်ဆုံးလာခဲ့လိုက်အဓိကဒီနိုင်ငံအတွင်းထဲကိုရောက်ဖို့ပဲနိုင်ငံအတွင်းထဲကိုရောက်သွားလို့ရှိရင်အသက်အရွယ်ဆိုတာလည်းဘာမှမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်50ကျော်60အဖွားကြီးလားသူတို့အဖွားကြီးရောတခြားနိုင်ငံကသူတွေရောလာပြီးအလုံးလုံးနေကြသေးရပဲလေဟုတ်တယ်မလားအသက်အရွယ်ကိုအရင်စိုးရိမ်မနေဘူးလို့တော့ငါကအကြံပေးချင်ပါတယ်